အောင်စဘူးပွဲစက်တပင်ပေါ့ပကူရွှေမော်တော်ဖျားပွဲပြိတက်ဒီဘောကကွဲအားပေးကြတာပေါ့ဗျာအဲတော့အောင်စဘူးအားပေးတဲ့ပြိတက်နဲ့ကျမ်းဖတ်စစ်တပ်ကနေပြီးတော့မှနော်စာတင်ကျောင်းတွေဘုံကြီးကျောင်းတွေစစ်ဘေးချောင်စခန်းတွေကိုပြစ်မဲ့ပြည်သူတွေကိုဘုံကျဲတပ်ဖြတ်တာဘယ်သူတွေနိုင်လဲဆိုတာကျွန်တော်တို့ဒီမှာကြည့်ကြည့်ရအောင်ဗျာပြောကြရနော်အဲ့တော့အောင်စဘူးဇက်သပင်နော်ရော်ပွဲရှင်ပွဲတွေကိုအားပေးတဲ့ပြိတက်နဲ့ကျမ်းပတ်စစ်တပ်မင်းအောင်လိုင်းစစ်တပ်ကနေပြီးတော့မှစစ်ဘေးကြောင်စခန်းတွေဘုံကြီးကျောင်းတွေစာတင်ကျောင်းတွေကိုဘုံကျဲတို့တည်သွားတဲ့လူတွေကပုံများပါတယ်အောင်စဘူးဇက်သပင်ပွဲစိုင်းရီမိုးတို့ဖိုးချစ်တို့ကိုအားပေးတဲ့ပြိတက်ကဘုံကျဲတက်ဖြတ်လို့တည်သွားတဲ့လူတွေလောက်မများပါဘူးယေကျွန်တော်ညီကောင်မတွေဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မှဘာပြောချင်လဲဆိုတာကျွန်တော်ရဲ့ comment မှာဝင်ရောက်ဆွေးနွေးခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးကြိုးစားကြပါ